နေ့သာသနာတော်နှစ်2550ခုနှစ်လူတော်ဟာဘောဇာတက္ကရာ1360ခုနှစ်ကစုံလာပြည့်ကျော်10ရက်နေ့ညရန်ကုန်တိုင်းသာသာမြို့နယ်သာသာလမ်းမပေါ်၌ဆင်ကျင်းပပူဇော်သောဓမ္မသဘင်ဝေမတ္တိလူရှင်များဖြစ်ကြကုန်သောအနန္တောနန္ဒ၅ပါးဥထိတ်ထား၍လူမှုထိုးချောင်ပထမစဉ်တိဟသုဓမ္မမဏိဇောတတရတိရိသုဓမ္မမဏိဇောတတရအဂမတိရိသုဓမ္မမဏိဇောတတရဝိတ္တိမြာချင်းမြင့်ခြင်းခံရသောဓမ္မဒါယကဥသိမ်းဝင်းနှင့်ဇနီးဖြစ်သူတိဟသုဓမ္မသင်္ကီတိရိသုဓမ္မသင်္ကီအဂမတိရိသုဓမ္မသင်္ကီဝိတ္တိမြာချင်းမြင့်ခံရသောဇနီးဖြစ်သူတော်နီသားဖြစ်သူလူမှုထိုးချောင်ဒုတိယဆင့်ဥကျော်ဝင်းနှင့်ဇနီးဖြစ်သူတိရိသုဓမ္မသင်္ကီဒေါ်နမ်းမောက်လောင်ဆိုင်သာသမီမြေတစုရွှေတန်လွင်ကုမ္ပဏီမိသားစုကမတ္တိဆင်ကျင်းပပူဇော်၍အလုံးစုံဗုဒ္ဓဘာသာဝင်ပေါင်းတော်ဆောင်တို့ပေါင်းစုညီညာဆင်ကျင်းပပူဇော်အပ်သောဓမ္မသဘင်ဝေဟောကြားအပ်သောအပေဘိတရားအမည်ရသောတရားတော်ပြိတ္တိဘာတရားနဲ့အခြေခံနေရများဟောပေးပါလို့လျှောက်ထားတော့ဦးဇင်းတော်လည်းပဲဒီအပေဘိတရားပဲဟောပေးဖို့ဆုံးဖြတ်ပါတယ်ပြိတ္တိဘာတရားနဲ့အပေဘိတရားနဲ့ဒုတိယနာပြိတ္တိတွေကအပေတကားပေါ့ပွင့်နေသလားပိတ်ချင်သလားပြီးသားပဲအဲဒါကြောင့်အပေပိတ်မှရမှာဟုတ်လားဒါကြောင့်အာလုံးအပေပိတ်တရားလို့အမည်ပေးလိုက်တဲ့ဒီတရားတော်ကိုမဟောကြားမီမနာကြားမီတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသောလကထထံသဗ္ဗညုမြတ်စွာဘုရားကိုယူသေးစွာရှိခိုးကြတော့ပူဇော်ကြရအောင်ဒါကြောင့်အာလုံးသောဓမ္မဆွေတော်မျိုးတော်များခိတ္တခဏငြိမ်သက်စွာနေထိုင်ရောဆို၍လက်အုပ်လေးတွေချီမြတ်တော်လေးတွေချထားရုပ်ဘပူဇော်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ကိုယ်စင်တို့ဓမ္မဆွေတော်မျိုးတော်များပူဇော်နိုင်အောင်ဖြည်းဖြည်းလေးလေးတစ်ပိုက်ချင်းတစ်ပိုက်ချင်းရုပ်ဘပူဇော်ပေးပါမယ်ဧနောဝါအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံတဏ္ဍမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဟွန်တုသာတောဧလောဝါအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကံတဏ္ဍမမဟံဣတိနာသစ္စာဝစေနာဒုက္ခိတာဟွန်တုသာတောဗန္တိဘုလောဆက်ရှိယံလုံးနေ၍ဂုံသိတဲ့ထလုံးမြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာတေအရှင်မြတ်ဖရာဤအာနန္ဒံဘုရားတဲ့ရှုမြင်မဝါအမယနိုင်သောမြတ်နာတော်အပြင်သည်ဣန္ဒဝါအာဂဝေထကောင်းခင်ဝေမောင်နေလေသောယုံနာသောတာယောဝတေဝေငွေနာမင်းကြီးကဲ့သို့သောဗံ
နုဝအာနနံသောဗံသောတာယောဤဖြူဝေထေဝေဝေလာမင်းကြီးတမြဤယဝေကောင်းလာပါသောမျက်နာတော်ပြည့်လေးရှိတော်မူပါပိထသောဓမ္မေကံတရားကျော်ခိုင်ထုံထိုင်ထိုင်နှင့်ရိုင်းဆိုင်နေသူလည်းလူအပေါင်းကိုလည်းဤကောင်းလမ်းမြယဉ်ကျေးအောင်ဆုံးမတော်မူပေထသောဓမ္မဒေသကံဘုလူချင်းချင်းကျွမွေဝင်ပြီလူရှင်တတိုင်းရတိုင်းဝိကစားဝိနည်းယာကိုဒီရနာဤတိုင်းကျွေးဟောပြတော်မူပေထသောသမကန္တနာအလုံးစုံသောအရာယရနာဟုသမျှတို့ထကန္တိတံအစတရားမကသာအောင်နိသဖေရလည်းဖြစ်တော်မူပါပေထသောဒေနကံရှိရှိသမျှဓမ္မဩတုံအလုံးစုံကိုသိကြပိုင်သာအစိုးရတော်မူပေထသောဒါနာယကံမဂ္ဂင်ရှိစုအောင်လံထူ၍နေဘူးတော်မူဘောကတို့ဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်က၍ကြံစီအားထုတ်ဖရာတပည့်တော်ကျွန်ုပ်သည်နမမိမန္တတော်ပလင်ဥစီကတရနောဆွေဆွေမြူပြည်လည်းရင်ရှင်းဝညခါနေ၍အကျဉ်းချင်းကရောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတိနာသစ္စာဝဇေနာဣသောနောသံဖော်ထုတ်ပြန်၍ဟောမှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတဝတရားရှိခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတတ်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပတ္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းခြင်းစိတ်ဆင်းခြင်းကိုယ်စိတ်နှပါတို့ဆင်းခြင်းစွာသောဆင်းခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝယသာအတ္တနုဝါဒဘိပရာနုဝါဒဘိဒန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသမညုမမိန်တကုရှိန်၍ဆိုရိမနောကြောင့်ချဖို့ဆွေကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာဓ
ရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲချမ်းသာသလိုသက်သာသလိုထိုင်ပြီးတော့နားနိုင်ပါလေတရားကနောက်ထပ်လည်းညနာရအောင်သိတဲ့ဘာတရားလဲအပေဘိတ်တရားတဲ့ဟုတ်လားကြောအပေဘိတ်တရားလေးကိုဦးဇင်းတို့အားလုံးလင်္ကာလေးနဲ့ဖွင့်လိုက်ကြရအောင်ရှိကဦးဇင်းတို့တိုင်ပြီးပါမယ်နောက်ကသံပြိုင်ညီညာလိုက်ဆိုလိုက်ကြရအောင်ဣတရဏငါသီလမေချစေတံ15ရက်ဆွမ်းဝါသင်္ကံလူရန်သောရေကံကြောင့်လူတဝါနိဗ္ဗာန်ပုံညာရှိသူမံသောတာလိုပဲဂတိမြဲသူလည်းပေမပြန်တိတရဏငါသီလမေချစေတံ15ရက်ဆွမ်းဝါသင်္ကံလူရန်သောရေကံကြောင့်လူတဝါနိဗ္ဗာန်ပုံညာရှိသူမံသောတာလိုပဲဂတိမြဲသူလည်းပေမပြန်သိတဲ့အဲ့ဒါအပေဘိတ်တရားရဲ့အစဏိဒံပါပဲဟုတ်လားအခုရွတ်လိုက်တဲ့လင်္ကာကိုဒုပရိသတ်ရွတ်လိုက်ရတာပါဠိအကြောင်းပေါင်းများစွာကိုဆိုလိုက်တာနဲ့အတူတူပဲဟုတ်လားဒီတော့ပရိသတ်တရားနာမည်ကဘာတရားလဲအပေဘိတ်တရားတဲ့အပေဘိတ်တရားဆိုတော့အပေဆိုတဲ့အဓိပ္ပာယ်လေးကိုဒုဓမ္မဆွေတော်မျိုးတော်တွေသိထားဖို့လိုမယ်အပေဆိုရင်ပရိသတ်ကောင်းတာလို့သိထားသလားမကောင်းတာလို့သိထားသလားမကောင်းတာလို့သိထားတယ်ဘာဖြစ်လို့မကောင်းတာလဲမကောင်းလို့မကောင်းတာလို့ဆိုမှန်တယ်ဒကာကြီးနဲ့ကျုံနေတော့လိုက်တယ်ဟုတ်လားခြေတိုင်းအတဲ့ကြီးပဲဟုတ်လားဒါတရားထောက်တဲ့နေရာမလို့နှလုံးသုံးလုံးဓာတ်ဒီလောက်မှန်ပေါက်ပြီဟမ်ပြိတ္တိအပေဆိုတဲ့စကားကိုရေးကြည့်လိုက်ရင်ဟိုဘက်ကဘယ်လိုရေးမလဲပါဆောက်ကိုရစ်ချလေးနဲ့ရပ်ပလက်နဲ့ပယ်ဟုတ်တယ်မလားအဲ့ဒီအပေဆိုတဲ့စကားကမြန်မာမှုပြုထားတာတကယ်တမ်းကျတော့အပါယဆိုတဲ့ပါဠိကနေဆင်းသက်လာဟုတ်လားအပါယကိုမြန်မာမှုပြုလိုက်တော့ဗါတယ်လေအပေတဲ့ဟုတ်လားအပါယဆိုတဲ့ပါဠိကိုမြန်မာမှုပြုလိုက်တော့ဗါတယ်လေအပေဟုတ်လားအပါယဆိုတဲ့ပါဠိကိုမြန်မာပြန်တော့အပါအယအပကတပုတ်အယကတပုတ်အယဆိုတာကချမ်းသာအပဆိုတာကအပေလိုက်တာဒီတော့အပအယကိုမြန်မာပြန်လိုက်တော့ချမ်းသာတွေကိုပယ်လိုက်တဲ့နေရာကိုအပေလို့ခေါ်တယ်သိတယ်အပေဆိုတာဘာကိုခေါ်တာလဲချမ်းသာတွေကိုပယ်လိုက်တဲ့နေရာကိုအပေလို့ခေါ်တယ်အပဆိုတာကပယ်တာအယဆိုတာကချမ်းသာတာနှစ်ခုပေါင်းလိုက်တော့အပါယဆိုတာချမ်းသာကိုပယ်လိုက်တဲ့နေရာဟုတ်လားချမ်းသာကိုပယ်လိုက်တဲ့နေရာဘာဖြစ်လို့ချမ်းသာကိုပယ်ရတာလဲဆိုရင်အဲ့ဒီနေရာရောက်သွားရင်တဲ့ကုသိုလ်ကောင်းမှုဘာတစ်ခုမှပြုလို့မရတော့သိတဲ့ပါတယ်လေ
ဘယ်တဲ့ကုသိုလ်ကောင်းမှုပြုလို့မရတဲ့နေရာရောက်သွားလိုက်တာနဲ့အဲ့ဒီပုဂ္ဂိုလ်ချမ်းသာတွေအကုန်လုံးကိုပယ်လိုက်တာနဲ့အတူတူပဲတဲ့ဟုတ်လားကုသိုလ်ကပရိသတ်ဘာကိုပေးတာလဲအကုသိုလ်ကဘောပေါက်တယ်နော်ကုသိုလ်ဆိုတာကအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာကျွလုပ်လိုက်တဲ့ပုဂ္ဂိုလ်ကိုယ်လည်းပဲအပြစ်ကင်းတယ်ကြံတဲ့လူလည်းအပြစ်ကင်းတယ်ကိုယ်လည်းပဲဒီဘဝနောင်ဘဝချမ်းသာကိုရစေတယ်သူတစ်ပါးလည်းပဲဒီဘဝနောင်ဘဝချမ်းသာကိုရစေတယ်ဆိုတာဒီအဲ့ဒါကုသိုလ်လို့ခေါ်တယ်ကုသိုလ်ရဲ့အဓိပ္ပာယ်ကိုပါဠိလိုပြောရင်ကုသလအနာဝဇ္ဇဒုက္ခဝိပါကလက္ခဏာမြန်မာလိုပြန်ရင်ကိုရောသူတစ်ပါးနှစ်ဦးသာအပြစ်ကင်းပြီးတော့ကိုရောသူတစ်ပါးနှစ်ဦးသာဒီဘဝချမ်းသာနဲ့ဘဝတန်ត្រာချမ်းသာကိုရစေတဲ့အတွက်ကြောင့်ကုသိုလ်လို့ခေါ်တယ်ဟုတ်လားဒီတော့အဲ့ဒီကုသိုလ်ဆိုတာကချမ်းသာကိုပေးတယ်လို့ပဲအကုသိုလ်ဆိုတာလည်းပဲတာဝဇ္ဇဒုက္ခဝိပါကလက္ခဏာကိုယ်လည်းအပြစ်မကင်းမှုသူတစ်ပါးလည်းအပြစ်မကင်းမှုကိုယ်ရောသူရောဒီဘဝနောင်ဘဝဆင်းရဲကိုပဲဖြစ်စေတာကိုဘာလို့ခေါ်လဲအကုသိုလ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီတော့ကုသိုလ်နဲ့အကုသိုလ်နှစ်ခုမှာပြိဿချမ်းသာကိုဘာကပေးတာကုသိုလ်ကပေးတာရှင်းလားချမ်းသာကိုကုသိုလ်ကပေးတာဖြစ်တဲ့အတွက်ကြောင့်အပေဆိုတာကုသိုလ်ကောင်းမှုပြုလို့မရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်နဲ့ချမ်းသာကိုပယ်လိုက်တာနဲ့အတူတူပဲလို့ပြောတာဟုတ်လားပြန်ပြောမယ်အပေဆိုတာဗါတဲ့လေချမ်းသာမရှိတဲ့နေရာချမ်းသာကိုပယ်လိုက်တဲ့နေရာဘာကြောင့်ချမ်းသာမရှိချမ်းသာကိုပယ်လိုက်တာလဲဆိုရင်အဲ့ဒီနေရာရောက်သွားရင်ကုသိုလ်ကောင်းမှုဘာတစ်ခုမှပြုလို့မရတဲ့အတွက်ကြောင့်ကုသိုလ်မရှိရင်ချမ်းသာရှိပါမလားမရှိဘူးဟုတ်လားဒါကြောင့်ပြိဿအဲ့ဒီအပေကြတော့ဘယ်နှမျိုးရှိတယ်လို့ဘုရားဟောတယ်အပေဘယ်နှပါးလဲမျက်စိလည်းမသွားနဲ့နော်ဩဃာတဆိုတော့ရှေ့ဆုံးကပါလဲအပေ၄ပါးသွားကျင်လားသွားကျင်ပတ်စလက်မတွေပေးနေတယ်ပြိဿအပေ၄ပါးကိုသွားကျင်လားအဲ့ဒီမသွားကျင်တဲ့အပေ၄ပါးကိုရည်တွက်ကြည့်သားမှာနံပါတ်1ကအတူတကယ်ကဲငရဲရောက်သွားပါပြီတဲ့ဒုပရိသတ်ငရဲမှာဒါနသီလဘာဝနာကောင်းမှုကုသိုလ်ပြုလို့ရပါမလားငရဲမှာခံစားနေရတဲ့ပင်ပန်းကြီးတဲ့ဆင်းရဲကြောင့်ယောနိသောမနတိကာရကောင်းတာဘာမှနှလုံးမသွင်းနိုင်တဲ့အခါဘာကုသိုလ်မှမရတော့ချမ်းသာကိုပယ်လိုက်တာနဲ့အတူတူပဲဒါကြောင့်ငရဲသည်အပင်ဒါဆိုရင်တိရစ္ဆာန်နဲ့ကဲဒုပရိသတ်အလွန်ချစ်တတ်တဲ့လူတွေအိမ်မှာခွေးလေးတွေကြောင်လေးတွေလှလှလေးတွေမွေးမထားဘူးလားမလိမ္မာဘူးလားတချို့ကကြွားသေးတယ်ဖုံဖုံနဲ့တပည့်တော်သားလေးကညာတိုင်းနင်းပေးတာတဲ့ဟိုဒကမကြီးသားလေးတင်းလိမ္မာပါလားထွက်လာတော့ခွေးလေးထွက်တယ်ဟုတ်လားကိုယ့်အကိုဘယ်ဆင်းရောက်လို့ရောက်သွားမှမသိဟုတ်လားဟမ်သူ့သားလေးဆိုကိုယ်ကြည့်လိုက်တဲ့လိမ္မာတဲ့သားလေးခေါ်ခဲ့စမ်းပါအောင်ဆိုအဲ့ဒါတော့ကြွားလိုက်တယ်သားလာစမ်းဖုံဖုံခေါ်နေတယ်ဆိုအိမ်ကြီးကထွက်ချင်းနဲ့ခမရသားကကိုယ့်အကိုဘယ်ရောက်လို့ရောက်မှမသိဟုတ်လားဟမ်အဲ့တော့ပြိဿအိမ်မှာမွေးလာတဲ့ခွေးတကောင်ဘလောက်လိမ္မာအဲ့ဒီခွေးကိုဒုပရိသသာဓုခေါ်ခိုင်းလို့ရရဲ့လားတရားနာခိုင်းလို့ရရဲ့လားကြိုက်တာလှုပ်ခိုင်းတရားနာခိုင်းလို့မရဘူးသာဓုခေါ်ခိုင်းလို့မရဘူးတရားမနာသာဓုမခေါ်တဲ့ဒီတိရစ္ဆာန်မှာယောနိသောမနတိကာရနှလုံးသွင်းကောင်းဆိုတာရှိပါမလားမရှိဘူးဒါကြောင့်တိရစ္ဆာန်လည်းဘလောက်ချစ်စရာကောင်းပြိဿရင်အပေဘာဖြစ်လို့လဲချမ်းသာအစစ်ကိုဘယ်တော့မှမရနိုင်လို့တိရစ္ဆာန်လည်းဘာဖြစ်သွားလဲငရဲအပေတိရစ္ဆာန်အပေပြိတ္တာအပေတဲ့ပြိတ္တာဆိုတာဒုပရိသတ်သိလားပိတ္တာဆိုတာရောသိလားစာလိုပိလိုပြိတ္တာပြောတော့ဆိုရင်ပိတ္တာဆိုရင်သိလားပိတ္တာပါလေပါတိတ်တာဟမ်ပိတ္တာကိုပြောင်းပြန်လိုက်တော့သူကသဘောကျတယ်မှာပါတိတ်အဲ့ဒီပါတိတ်တော့မှအင်ဒိုနီးရှားပါတိတ်အကျိတ်ဆိုးမဲဟုတ်လားပိတ္တာဆိုတာပြိဿရေအခုလူတွေပြောနေတဲ့တဆေဟာပိတ္တာပဲဘာဖြစ်လို့လဲမိမိတို့ရဲ့အနီးနားမှာတန်ရောစဉ်နှောင်ကျိုးတမြင်နဲ့တည်သွားပြီးတော့မကျွတ်မလွတ်ပဲအနားမှာတဝဲဝဲလဲနေရတဲ့ပုဂ္ဂိုလ်ကိုပိတ္တာလို့ခေါ်ပါတယ်ဟုတ်လားအဲ့ဒီပိတ္တာဟာပြိဿရေ
အမြဲတမ်းစင်းစင်းရဲရဲပဲနေရာစားရတဲ့အခါမှာကျွတ်တန်းဝင်ရင်လာတဲ့အခါကျတော့အေးငါ့ကိုဘသူကမြန်ကုသိုလ်ကောင်းမှုပြုတာတို့ခေါ်ပေးအောင်ကြိုးစားမလဲငါအတွက်အမြတ်တမ်းလေးဘယ်ရမလဲဆိုမျှော်လင့်ရင်းနဲ့မဝင်နိုင်တဲ့အခါမှာသူကကိုဟန်ပြပြီးတော့အတိပေးတာရှိတယ်အတန်ပေးပြီးတော့အတိပေးတာရှိတယ်အဲ့ရတဲ့နှိုးပြီးတော့ခြေောက်လာဆွဲတယ်ဆိုတာရှိတယ်အနံ့ပေးပြီးတော့တတိပေးတာရှိတယ်အဲ့ဒါဆိုရင်ဒုပရိသကတစီ6တယ်လို့မပြောဘူးလားအလွန်ချစ်ပါတယ်ဆိုတဲ့ကိုယ့်အဖေအမေကိုယ့်အဖိုးဘွားပြိဿတည်သွားတဲ့အခါကျတော့ဒီနေရာကဒါတရုတ်တန်းဆိုတော့တရုတ်တွေများပါတယ်ဒီနားမှာပဲကျုပ်တကအရဟံတကအရင်နေပဲတကကြီးတွေတရုတ်တွေရှိပါတယ်ကဲတရုတ်နည်းတရုတ်ထုံးစံနဲ့ပဲချမ်းသာအောင်ဘာတွေလုပ်ပေးကြလဲကြောဘွဲတွေမလုပ်ဘူးလားအဲ့ဒါချမ်းသာအောင်လုပ်တာလားဆင်းရဲအောင်လုပ်တာလားဟမ်သိတဲ့ပြောလိုတာကတကယ်မိမိတို့နဲ့ဘဝရည်ဆက်ဆုံးလာလို့ဒီဘဝမှာအတူနေအတူဆုံပြီးတော့ကွဲသွားတဲ့တည်ကွဲသွားတဲ့ပုံကိုယ်တွေဟာမကျွတ်တဲ့ပိဋ္ဌာဘဝရောက်နေရင်တဲ့ကျွတ်ချင်လွန်းလို့လာပြီးတော့အသိပေးတာအဲ့ဒါကိုပဲတစီ6တယ်လို့မခေါ်ဘူးလားဒီတုန်းကတော့အမလီအဖေရဲ့အမလီအမေရဲ့ဖြစ်မှဖြစ်ရလေချင်းရုံမရနဲ့ငိုလိုက်တာအဲ့ဒီအဖေအမေကကိုယ့်ကိုအယောင်ပြပြီးတော့အိမ်ပေါ်မှာရိုးရိုးရိပ်ရိပ်ပြလိုက်တဲ့အခါကျတော့လိုက်ဖတ်သလားတန်ဖို့တွေဆိုလားဟမ်အမလီအဖေလာပြီအမလီမေးလာပြီဆိုတော့ပြေးဖတ်သလားဘာလို့လဲအမလီတန်ဖို့တွေအထာဝသင်္စာရှိကုန်မရောက်တော့အထာဝသင်္စာတန်ဖို့တွေအထာဝသင်္စာတန်ဖို့တွေအဲ့ဒါနဲ့ပဲလေထွက်နေဟုတ်လားအဲ့တော့ပြိဿမကြောက်ရဘူးအဲ့ဒါဘာလဲဆိုရင်ငါမကျွတ်သေးဘူးငါအတွက်ကုသိုလ်ကောင်းမှုများများပြုပြီးတော့အမျှဝေကြစမ်းပါလို့ပြောတာ ਨੇ အတူတူပဲဟုတ်လားဒါကြောင့်ပိဋ္ဌာဆိုတာလူတွေရဲ့အနိဗ္ဗာန်မှာကျင်လည်ကျက်စားနေတာကိုပိဋ္ဌာလို့ခေါ်တယ်ဟုတ်လားအိမ်မက်ပြီးရင်ပြီးမယ်အတန်ပြီးရင်ပြီးမယ်အနံ့ပြီးရင်ပြီးမယ်ဟွာတွေတရားတွေပြစ်ချပြီးတော့အတိပေးတာရှိရင်ရှိမယ်အဲ့ဒါဆိုရင်ငါတို့အတိုင်းဝိုင်းတွေကမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကကျွတ်ချင်လို့ငါတို့ကိုကုသိုလ်ကောင်းမှုတောင်းနေပြီဆိုပြီးတော့ဟုတ်လားအဲ့ဒါဘုန်းကြီးတွေဘာတွေပင့်သင်္ကန်းအကောင်းသားတွေဘာတွေကတ်ဒေါ်လာတွေဘာတွေလှူပြီးအမျှဝေဟုတ်လားအဲ့ဒါတကယ်ပြောတာပြိဿကြီးဟုတ်လားအဲ့ဒါကြောင့်နံပါတ်3ပိဋ္ဌာကတော့ရှင်းတယ်လေသူကဟိုဘဝရောက်နေပြီဆိုတော့သူ့အတွက်အပေချမ်းသာကင်းနေသလားရှိနေသလားဟာစားရမယ်တောင်းရမယ်နေရမယ်စာရဲကပိဋ္ဌာအကြောင်းတောင်ပြောရင်ပြိဿပြုတ်အံလာအောင်ပြောလို့ရတယ်ဟုတ်လားအလွန်စင်းစင်းရဲရဲနေရစားရတဲ့ဘဝဒီတော့ပိဋ္ဌာပြီးတဲ့အခါကျတော့အတုတကယ်အတုတကယ်ဆိုတာဘာလို့ပြောတော့ပြောနေတာပဲမဟုတ်လားအတုတကယ်ဆိုတာကအခုကပိဋ္ဌာတဲ့ပို့ပြီးတော့ဆင်းရဲတဲ့ဘဝကိုရောက်နေတာရှင်းအောင်ပြောရင်ပိဋ္ဌာတဲ့တစ်ဆင့်နှိမ့်ပြီးတော့ဆင်းရဲတဲ့ဘဝရောက်နေတဲ့ပုဂ္ဂိုလ်မျိုးကိုအတုတကယ်ဘုံလို့ခေါ်တယ်အဲ့ဒီအတုတကယ်ဘုံလည်းပဲပြိဿကြီးဘာမှချမ်းသာမရှိတဲ့အတွက်ချမ်းသာကိုပယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်တဲ့သူလည်းပဲအပယ်ဒီတော့ပြိဿအဲ့ဒီငရေတရိစ္ဆာန်ပိဋ္ဌာအတုတကယ်ဆိုတဲ့ဘုံဌာနကိုတို့ပြိဿရောက်ချင်သလားမရောက်ချင်ဘူးလားမရောက်ချင်ဘူးသိပါတယ်ဟုတ်လားဒါကြောင့်အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေကယင်ထဲမှာလည်းကြောက်တယ်တကယ်တွေ့ရမှလည်းကြောက်ပါတယ်ဆိုတဲ့ငရေတရိစ္ဆာန်ပိဋ္ဌာသူတကယ်အပေလေးပါးတကားပေါင်းကိုရောက်မှကြောက်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ဟောဒီအပေတကားကိုတကယ်ပိတ်ခြင်းရတယ်ဆိုရင်ပရိသတ်ရဲ့ဆူတောင်းနေုံနဲ့အပေတကားပိတ်နိုင်မပိတ်နိုင်ဘူးဒါကြောင့်တိတရဏငါသီလမေချစရေတံ15ရက်ဆွမ်းဝါသေကံလူရန်တောက်ရေကံကြောင့်လူတော်ဝနိဗ္ဗာဒပုံညရှိသူမှန်သောတာလိုပဲဂတိမြေသူလည်းပေမပြန်ဒီလင်္ကာလေးရဲ့နောက်ဆုံးပိုင်းမှာကြောင့်လူတော်ဝနိဗ္ဗာဒပုံညရှိသူမှန်တဲ့ဟုတ်လားနိဗ္ဗာဒပုံညလို့ခေါ်တယ်အခုဆိုလိုက်တဲ့ကောင်းမှုတွေကိုပြုလိုက်တဲ့ပုဂ္ဂိုလ်ဘာကောင်းမှုပြုတာလဲဆိုရင်နိဗ္ဗာဒပုံညလို့ခေါ်တယ်ပြိဿရေဘာခေါ်နိဗ္ဗာဒပုံညမြန်မာလိုပြန်ရင်နိဗ္ဗာဒဆိုတာမြဲတယ်ခိုင်တယ်ပုံညဆိုတာကောင်းမှုကုသိုလ်ဟောဒီရွတ်လိုက်တဲ့ကောင်းမှုကုသိုလ်9မျိုးကိုရအောင်ပြုလိုက်တဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြန်မာလိုပြန်ရင်မြဲတဲ့ခိုင်တဲ့ကောင်းမှုကုသိုလ်9မျိုးကိုပြုလုပ်တာဖြစ်တယ်
ပြိတ္တိုင်ဘာကုသိုလ်လဲမြဲတယ်ခိုင်တယ်ဘာတယ်လဲမြဲတယ်ခိုင်တယ်ဘာမြဲတာလဲဘာခိုင်တာလဲဆိုရင်ဟောဒီခုနှစ်မျိုးကိုသာရအောင်ပြုအဲ့ဒီပုဂ္ဂိုလ်အပေတကားကနေပြီးတော့ခေါ်ခြင်းသလောက်ခေါ်လှမ်းခြင်းသလောက်လှမ်းဘယ်တော့မှသွားစရာမလိုဘူးအပယ်လေးပါးတကားပေါက်ပိတ်တဲ့ကောင်းမှုတွေမှာတကယ်မြဲတဲ့တကယ်ခိုင်တဲ့ကောင်းမှုကုသိုလ်လို့ခေါ်ပါတယ်ဟုတ်လားပြီးတော့အပယ်တကားပိတ်ခြင်းသလားပွင့်ခြင်းသလားပိတ်ခြင်းပြိတ္တလင်္ကာလေးရဲ့နံပါတ်1အပိုက်ကဘာလဲလဲတိတရဏပြိတ္တရဲ့တစ်ပိုက်သေးပါတိတရဏငါသီလမေချာစယေတံအဲ့ဒီတိတရဏငါသီလမေချစယေတံဆိုတဲ့အထက်ကနံပါတ်1တိတရဏတိတရဏဆိုတဲ့ကဒုပရိသသိသွားပြီတိဆိုတာဘယ်လောက်လဲတရဏဆိုတာတရဏဂုံဒီတော့အပေတကားပိတ်ချေနံပါတ်1တရဏဂုံ3ပါးမြဲပါခိုင်ပါတဲ့ဘယ်တော့မှမပြတ်ပါနဲ့တဲ့ပြိတ္တရဲ့အပေတကားပိတ်ချေနံပါတ်1ပါတယ်လေတရဏဂုံ3ပါးမြဲအောင်ခိုင်အောင်ကြိုးစားရမယ်တရဏဂုံ3ပါးမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်သည်ပါတယ်လေအပေတကားပိတ်တယ်ဒီတော့အာလုံးဒုဓမ္မဆွေတော်မျိုးတော်တွေတရဏဂုံ3ပါးမြဲသလားခိုင်သလားလို့မေးရင်ဘာပြောမလဲပြိတ္တအင်အားမနေဘူးနော်တရဏဂုံ3ပါးမြဲသလားခိုင်သလားမြဲတယ်မြဲတယ်ကဲတရဏဂုံ3ပါးမြဲပါတယ်ဆိုတဲ့ဒုဓမ္မဆွေတော်တွေမေးပါမယ်တရဏဂုံဆိုတဲ့စကားနားထဲမှာယင်မနေဘူးလားဘယ်အချိန်လေးကယင်နေတာငယ်ငယ်လေးတွေကတရဏဂုံဟုတ်လားတရဏဂုံကိုဒုဗုဒ္ဓဘာသာတွေဘလောက်အတိချစ်လဲဆိုရင်လူတယောက်သေသွားရင်တော့မှတရဏဂုံမတင်ရဘဲနဲ့ချလိုက်ရတယ်ဆိုရင်ပြောလို့ဆုံးရလားမလီရဲ့ဘယ်မှာတင်မသိဘူးသူခင်ဗျာတရဏဂုံတော့မတင်လိုက်ရဘူးတဲ့မပြောဘူးလားအဲ့ဒါလောက်အထိစုတ်တတ်နဲ့တန်ဖိုးထားတဲ့တရဏဂုံကဲပြိတ္တရဲ့ဟိုးငယ်ငယ်လေးတွေကကြားလာတဲ့တရဏဂုံဆိုတဲ့အဲ့ဒီစကားကိုမေးပါမယ်ဘာဖြစ်လို့တရဏဂုံလို့ခေါ်တာလဲအောက်ခြေတရားဟောပေးပါလို့ဒီတဲ့အောက်ခြေတော့မကြံတော့ကဲတရဏဂုံဆိုတာပြောနေလားမပြောနေဘူးလားတရဏဂုံဆိုတာဘာဖြစ်လို့တရဏဂုံခေါ်တာလဲတရဏဂုံဆိုတာပရိသေဘာဖြစ်လို့တရဏဂုံခေါ်ပါတယ်လဲမဖြေရှိစဟောလို့မရတော့ပါဘူးဖြေတော့တရားရှိတော့ပါမယ်တရဏဂုံဆိုတဲ့စကားဟာနားထဲမှာရင်မနေဘူးလားဟဲ့တရဏဂုံဘယ်တော့တင်ပါလဲဟဲ့တရဏဂုံတင်ပြီးပြီလားဟဲ့တရဏဂုံတော့မတင်မနဲ့ဒုက္ခမြဟဲ့ဒီတိုင်းပဲချလိုက်ရတယ်စကားတွေမပြောဘူးလားပြောနေလိုက်တဲ့စကားနောက်ဆုံးပေါ်တချင်းတောင်မှခစ်စားသေးတယ်ကဲတရဏဂုံနဲ့ပြောနေတာတရဏဂုံဆိုဘာလဲဟမ်မိတိလာသောတရားဟောတော့ကလေးလေးကမိုးလင်းတော့ပြောတယ်မြန်ဝလာတဲ့ဘုန်းကြီးကလည်းမတိလို့သူ့ပဲ့မိနာမတိတာတွေမလျှောက်မေးနေဟုတ်လားဘာပြောတာမှလည်းအောင်တယ်သူတို့ကတာနဲ့တာနဲ့မကွယ်ဘူးဟုတ်လားသူကတော့မတိလို့သူ့ကိုပဲ့မိနာတာတဲ့မတိတာတွေပဲလျှောက်မေးတယ်အဲ့တော့မတိလို့သူ့ပဲ့နေမတိတာတွေပဲလျှောက်မေးနေဟုတ်လားအခုကမတိတာမဟုတ်ဘူးတိမယ်ထင်လို့မေးတာအဲ့တော့မတိဘူးဆိုတော့ကျုပ်ကဘယ်လိုလုပ်ဆက်ဟောမလဲဟုတ်လားဟမ်တရဏဂုံပြိတ္တယတရဏခမနတရဏံကိုးကွယ်ရာဟူ၍ခမနယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းအဲ့တော့နှစ်ခုပေါင်းလိုက်တော့တရဏဂုံဆိုတာကိုးကွယ်ရာအစစ်ဟူ၍ယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းကိုတရဏဂုံလို့ခေါ်တယ်။ပြန်ပြောကြည့်ကိုးကွယ်ရာအစစ်ဟူ၍ယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းကိုဘာခေါ်လဲတရဏဂုံပြန်ပြောကြည့်ကိုးကွယ်ရာအစစ်ဟူ၍ယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းကိုတရဏဂုံဟောတရဏဂုံဟာဘာကြောင့်တရဏဂုံလို့ခေါ်တာလဲဆိုရင်ကိုးကွယ်ရာအစစ်ဟူ၍ယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းကိုတရဏဂုံလို့ခေါ်တယ်သိတဲ့ပြောတတ်ပြီလားပြောတတ်ပါစေဒါဒီနေ့ကတော့ဘုရားဘာသာကာကြီးခါဝေးနဲ့တွေ့တယ်ဟုတ်လားဟမ်ကိုးကွယ်ရာအစစ်ဟူ၍ယုံကြည်စွာကိုးကွယ်စည်းကပ်ခြင်းကိုတရဏဂုံလို့ခေါ်တယ်ဆိုရင်အဲ့ဒီတရဏဂုံသည်ဘယ်နှမျိုးရှိလဲဒါကတော့ဒုပ္ပရိသကပါပါလေးပြင်းအောင်ပြင်းသေးတယ်ဘယ်ချိန်မေးမလဲစောင့်နေဟုတ်လားတရဏဂုံဘယ်နှမျိုးရှိလဲနံပါတ်1ဖယား
ကိုယ်တိုင်ဖြေတာနော်နံပါတ်1နံပါတ်2နံပါတ်3ဟောအဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိမဆိုဘူးလားအဲ့တော့ဗုဒ္ဓံတရဏံဆိုတော့ဘု து ကိုကြီးညွှန်းတယ်ဓမ္မံတရဏံဆိုတော့သံဃံတရဏံဆိုတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဖယားကိုယ်သာလည်းကိုယ်ွယ်ရာအာထာယအစစ်ဟူ၍ကိစ္ဆာမိယုံကြည်စွာစိကတ်သိမှတ်ပါ၏မဆိုဘူးလားဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုယ်ွယ်ရာအစစ်ဟူ၍ကိစ္ဆာမိယုံယုံကြည်ကြည်နဲ့အတိအမှတ်ပြုပါ၏recognize လုပ်လိုက်တာဟုတ်လားအဲ့ဒါကိုပဲ I recognize and take refuge in the Buddha as shelter in the Dhamma as shelter in the Sangha as shelter as shelter ဆိုတာက shelter ဆိုတာပြိဿကြီးပုံအောင်တာပါတယ်လေပုံပြီဆိုတဲ့ကပြိဿမြင်အောင်ပုံတာလားမမြင်အောင်ပုံတာမမြင်ဖို့ရန်အတွက်အန္တရာယ်ကနေကာကွယ်ဖို့ရန်အတွက်ပုံအောင်တာကြက်ဥလေးတွေပြိဿကြီးအကောင်မပေါက်ခင်မှာအထဲမှာတန်တီတဲ့အခါဘေးကအကာယံလေးကလုံးဝိုင်းနေအောင်သူ့ကိုကာကွယ်မပေးထားဘူးလားဒီထဲမှာရှိနေတဲ့ကြက်မျိုးသားပေါက်ကလေးဟာတဖြည်းတဖြည်းမရင်ကြက်မချင်းမိခင်ကြက်မကြီးရဲ့အောက်မှာရင်ငွေခုံလုံးပြီးတော့မျိုးကိုရင့်အောင်ယူလိုက်တဲ့အခါအဲ့ဒီကြက်ကလေးမျိုးပြည့်လို့တက်တန်းပြည့်လို့ပေါက်ပြီးဆိုမှသူ့နှုတ်သီးနဲ့သူဖောက်ထွက်လာတဲ့အခါအဲ့ဒီအချိန်မှာပြိဿကြီးကြက်ကလေးဟာကြက်ရဲ့ဘဝကိုရှင်ရှင်လေးနဲ့ပြညက်နဲ့អော်ပြီးတော့ထွက်မလာဘူးလားအဲ့ဒါပဲအရှယ်တာဆိုတာပြိဿကြီးကိုယ့်ကိုပတ်ဝန်းကျင်အထက်ကောအောက်ကောဘေးရောလုံခြုံနဲ့ကာကွယ်စောင့်ရှောက်ပေးတဲ့နေရာပဲလို့ယုံကြည်တဲ့အတွက်ဖယားကိုအမိကိုဖြစ်နေစိကတ်ကိုယ်ွယ်ပုံအောင်နဲ့တရားကိုအမိကိုဖြစ်နေစိကတ်ကိုယ်ွယ်ပုံအောင်နဲ့တန်ခါကိုအမိကိုဖြစ်နေစိကတ်ကိုယ်ွယ်ပုံအောင်နဲ့ဟုတ်တယ်မလားရောမြတ်စွာဘုရားကိုတရဏကိုယ်ွယ်တာတရားကိုတရဏကိုယ်ွယ်တာတန်ခါကိုတရဏကိုယ်ွယ်တာဆိုတာပြိဿဘာတော့ကိုယ်ွယ်တာဟမ်အန္တရာယ်ကနေတကယ်ကာကွယ်ပေးမှလို့ယုံကြည်လို့မိခိုပုံအောင်ကိုယ်ွယ်တာမဟုတ်ဘူးလားအဲ့ဒါကြောင့်ပြိဿကြီးဗုဒ္ဓဘာသာအားလုံးအတွက်တရဏဂုံဆိုတဲ့စကားကိုယ်ွယ်ရာဟူ၍ကိုယ်ွယ်ရာအစစ်ဟူ၍ယုံကြည်စွာသိမှတ်စိကပ်လိုက်တဲ့တရဏဂုံသည်ဘယ်နှပါးဖြစ်သွားလဲဘယ်နှပါးလဲဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဖယားကိုပဲစိတ်မဆွဲအမြဲကိုယ်ွယ်စိကံမြည်တရားကိုပဲစိတ်မဆွဲအမြဲကိုယ်ွယ်စိကံမြည်သံဃာကိုပဲစိတ်မဆွဲအမြဲကိုယ်ွယ်စိကံမြည်ပြိဿတိတရဏတဲ့နော်တရဏဂုံသုံးပါးမြဲရင်ခိုင်ရင်အပေတကားပိတ်တယ်လို့နံပါတ်1ဖယားမဟုတ်ဘူးလားဒါဆိုအခုတရဏဂုံဆိုတဲ့အဓိပ္ပာယ်သိပြီတရဏဂုံဘယ်နှပါးဆိုတာသိမသွားဘူးလားဒီတော့လောကကြီးမှာဗုဒ္ဓဘာသာရဲ့ယုံကြည်မှုအစစ်ရှာလိုက်တဲ့အခါဗုဒ္ဓဘာသာတရားအတွက်ကိုးကွယ်ရာတရဏဂုံဒီတလောကလုံးမှာဘယ်နှမျိုးပဲရှိတယ်3မျိုးပဲရှိတယ်ဟုတ်လားဒါကြောင့်ပြိဿကြီးအဲ့ဒီတရဏဂုံ3မျိုးကိုဟောဒီနှလုံးသားထဲမှာငါအတွက်ဒီဘဝမှာကိုးကွယ်ရာအစစ်တရဏဂုံဟာဖရာတရားတန်ခါပဲတခြားဘာမှမရှိဘူးလို့မြဲမြဲဆွဲနဲ့ယုံကြည်ရွတ်ဆိုပြီးတော့တီလိုက်တာကိုပဲအဲ့ဒီပုဂ္ဂိုလ်တရဏဂုံတီတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ကဲပရိသတ်ကြီးတရဏဂုံတီဖို့ရန်အတွက်ကြတော့ယုံကြည်မှုတရားပညာတရားမပါဘဲနဲ့ရပါမလားနှုတ်ကတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုနေတယ်နှုတ်ကဆိုနေပြီမဲ့ယုံကြည်မှုတရားကလည်းမပါကိုယ်ွယ်မှုမှာပညာကလည်းမပါဘူးဆိုရင်တဲ့အဲ့ဒီတရဏဂုံသည်ရွတ်တဲ့တရဏဂုံလားတည်တဲ့တရဏဂုံလားပရိသတ်ရွတ်တိုင်းတရဏဂုံဖြစ်ပါမလားတကယ်တရားပညာနဲ့ရွတ်ပြီးတော့တရားပညာနဲ့ဟောဒီနှလုံးသားထဲမှာတကယ်ယုံကြည်တည်နေတာကိုပဲတရဏဂုံတည်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ပြီးတော့တရဏဂုံမြဲသလားခိုင်သလားလို့မေးရင်တော့ဘာပြောမလဲမြဲပါတယ်ခိုင်ပါတယ်ဒါဆိုရင်တရဏဂုံမြဲပါတယ်ခိုင်ပါတယ်ဆိုရင်တို့ပြိဿတရဏဂုံတည်ရသလားလို့မေးရင်ဘာပြောမလဲတည်ပါတယ်ဒါဆိုရင်တရဏဂုံတည်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ပါငါသည်ဘုရားကနေတရားကိုယ်ွယ်ဟာရှာနေသလားတ
တရားကနေတခြားကိုယ်ဝေယရှာနေသလားသံဃာကနေတခြားကိုယ်ဝေယရှာနေသလားတခြားကိုယ်ဝေယတွေထွန်တွဲပြီးရှာနေတယ်ဆိုရင်အဲ့ဒီတရဏဂုံဟာပြိဿရေဘာပြောမလဲဒါဆိုရင်အိမ်ကဘုရားကျောင်းဆောင်ကြီးမှာပြန်ကြည့်လိုက်အိမ်ကဘုရားကျောင်းဆောင်ကြီးကိုကြည့်လိုက်တဲ့အခါပြိဿဘုရားကျောင်းဆောင်ပေါ်မှာဘယ်သူရှိမယ်ဘယ်သူရှိလဲဘုရားရဲ့ကိုယ်စားရုပ်ပွားဆင်းရဲတော်တွေမရှိဘူးလားအဲ့ဒီဘုရားကျောင်းဆောင်ကြီးဟာပြိဿအိမ်ပေါ်မှာအလှပူဇော်ထားတာလားကိုးကွယ်ဖို့ပူဇော်ထားတာလားကိုးကွယ်ဖို့ဗုဒ္ဓံတရဏံကိသာမိတပိတော်တော်အမြဲတမ်းကိုးကွယ်စိတ်ကနေတဲ့ဘုရားရှင်မှာဘုရားဓမ္မတရဏံကိသာမိဟောဒီဘုရားကိုယုံကြည်တဲ့အတွက်ကြောင့်ဘုရားဟောတဲ့တရားနဲ့တပိတော်ပူဇော်ပါတယ်ဘုရားသံဃာတရဏံကိသာမိဘုရားသားတော်သံဃာတော်အရှင်မြတ်တွေကိုတပိတော်ကြီးမှန်းလို့ဒီနေရာကပူဇော်ပါတယ်ဘုရားတရဏဂုံဘလောက်အထိတန်မိုးထားလဲဆိုရင်ကျွတ်တို့ဗုဒ္ဓဘာသာအိမ်တိုင်းမှာအနည်းဆုံးဘုရားကျောင်းဆောင်တော့မရှိဘူးလားအဲ့တော့ဘုရားကျောင်းဆောင်ကြီးကဘာလို့ဖို့အိမ်မော်တင်ထားတာလဲကိုယ်ွယ်ကိုဟုတ်ပြီနော်ဒါဆိုရင်ပြိဿရေဘုရားကျောင်းဆောင်ကြီးကြည်ပဲအိမ်မှာရှိတာလားဘုရားကျောင်းဆောင်ကြီးရဲ့ဘယ်ဘက်ဘေးညာဘက်ဘေးအထက်အောက်လေးတွေမှာဘာတွေရှိသေးလဲအိမ်တွင်အောင်ကဲပြိဿစဉ်းစားနော်ဘုရားကျောင်းဆောင်ကြီးပဲရှိတဲ့အိမ်နဲ့ဘုရားကျောင်းဆောင်ဘေးမှာအပူလေးတွေရှိတဲ့အိမ်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာတွေစရင်ကောင်းရင်ဘယ်အိမ်ကများမလဲအပူရှိတဲ့အိမ်ကဲလာသာလန်းကဒုဒကာဒကမတွေရောဘုရားကျောင်းဆောင်ဘေးမှာအပူဘာတွေရှိတယ်မြန်မာလူမျိုးမိဘနှစ်ပါးကမွေးဖွားရင်အေယဝတီတိုင်းကမွေးဖွားလာတော့ဟောအမေရေရင်တို့အမေမော်တော်တို့အိမ်ပေါ်မှာရှိတတ်တယ်မရှိဘူးလားတချို့ကရှိသေးတယ်ဥရှင်ကြီးဆိုလားဘာလို့လဲအိမ်ရှိမှာကတ်တာရှိသေးတယ်ကဲပြိဿရေအိမ်ပေါ်မှာအထိမရောက်လာပေမဲ့အိမ်ပေါ်မှာပြိဿရေအ ਨੇ ဆုံးအုံဒီတစ်လုံးကိုရွှေချပြီးတော့ပူဇော်တာရောမရှိဘူးလားဟမ်ဒါကမြန်မာဘက်ကပြောတာဗုဒ္ဓဘာသာတွေဦးဇင်းတို့အမျိုးဦးဇင်းကလူရတာအညာသားဟုတ်လားဦးဇင်းရဲ့ရဟန်းတကာရဟန်းမှာအခု100လောက်ရှိတာတရုတ်တကာဒကမလူ80လောက်80လောက်ရှိတယ်ဟုတ်လားသို့တော့ပရိသတ်ရေအိမ်မှာသိကြတာကတော့ကျွတ်တို့တရုတ်တွေရဲ့ရိုးရယဉ်ကျေးမှုအနေနဲ့ယုံကြည်ကိုးကွယ်တာရောဘာတွေရှိသေးလဲအင်္ဂုံဘိုးတော်ကြီးမရှိဘူးလားဟမ်ကွမ်းရင်မဲတော်မရှိဘူးလားရှိတယ်နော်ဒါဆိုရင်မသိလို့မေးတာပါအင်္ဂုံဘိုးတော်ကွမ်းရင်မဲတော်ဒီဘက်ကအမေမော်တော်မနှဲလေးဥရှင်ကြီးဟုတ်လားခုနကကိုကြီးကျော်တို့ကိုထိုးပြလိုက်တာခုနကဖရာကျောင်းဆောင်ကြီးလိုပဲအိမ်မော်တင်ထားတဲ့အခါမှာကိုးကွယ်ဖို့တင်တာလားအလှကြည့်ဖို့တင်တာလားမှန်ပြောနော်ဖရာကျောင်းဆောင်ကြီးအိမ်မော်တင်ထားတာကကိုးကွယ်ဖို့တင်တယ်လို့ပြောတယ်အဲ့ဒါဆိုရင်ခုနကပုံတော်တွေကိုအိမ်မော်တင်ထားတာကဘာလို့ဖို့တင်တာလဲတရဏဂုံဟာအမတ်တမဲ့ကြည့်လိုက်ရင်အိုးတရဏဂုံမြင်တာပေါ့ခိုင်တာပေါ့ဖရာမဖရာတရားမတရားသံဃာမသံဃာပဲတခြားဘာမှမရှိဘူးလို့ပြောရင်တော့မရဘူးလားကဲဘာမှမရှိဘူးလို့ဗဇက်ကဘလောက်ပဲပြောပြိဿရေကဲအိမ်ပေါ်မှာရှိနေပြီဆိုတဲ့ကဒါအလှပြတာဖြစ်ရင်ဖြစ်မဖြစ်ရင်ဘာလို့တာလဲကိုးကွယ်တာဖြစ်ရင်ဖြစ်မဖြစ်ရင်အလှပြတာကဲပြိဿရေအလှပြတာလားကိုးကွယ်တာလားစောစောတုန်းကတရဏဂုံကဘယ်နှပါလဲအခုဘယ်နှပါဖြစ်သွားလဲဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဘေဘဘေပြဆောင်ထိုးလိုက်တဲ့အခါကျတော့မနှင်းလေးတရဏံကိသာမိဒီအောင်နာကြည့်လိုက်တဲ့အခါကျတော့အိမ်တွင်လေတရဏံကိသာမိဝါဒနာပါတဲ့အခါကျတော့အမေမော်တော်လေတရဏံကိသာမိညာဘက်ဘေးကြည့်လိုက်တော့အမေကွန်ရင်အန်ကုန်းကြီးတို့လေတရဏံကိသာမိကဲတရဏတွေမများဘူးလားများတယ်ဒါကြောင့်အမတ်တမဲ့နားထောင်လိုက်တော့အမလီတရဏဂုံလေးမြင်တာနဲ့အပေတကားပိတ်တယ်တို့တေချာပေါင်းပိတ်ပြီဘောလို့ပြောလိုက်တဲ့စကားကြီးကအခုတေချာပြီလားဘယ်ထဲတေချာသွားလဲပိဿစဉ်းစားနော် three refuse ကိုးကွယ်ရာအစစ်ဗုဒ္ဓဘာသာတွေအတွက်ဘယ်နှမျိုးပဲရှိတယ်ကိုးကွယ်ရာအစစ်၃မျိုးပဲရှိတယ်ဆိုရင်အိမ်ပေါ်မှာဘုရားရဲ့တရားရဲ့သံဃာရဲ့၃မျိုးရှိသွားရင်ပြည့်စုံသလားမပြည့်စုံဘူးလားအဲ့ဒါဆိုရင်ဘာဖြစ်လို့အိမ်ကြီးအလေးခံပြီးတော့တင်ထားတာလဲလို့မေးရင်
ကိုတော့ကိုတရားကိုဟောမနှက်ဖန်ဆုံးငတ်ခြင်းလို့လားဟုတ်လားအိမ်မကြွခြင်းဘူးလားဟုတ်လားဒါဥစဉ်ကတတိပေးတာပါတတိပေးတယ်ဆိုတာတရဏဂုံမြင်ရင်ခံရင်အပေတကားပိတ်တယ်ဆိုတဲ့စကားကိုအဲ့ဒါမျိုးကိုရှင်းမပြောဘဲနဲ့ရပါမလားမြတ်စွာဘုရားရဲ့သာသနာမှာဘုရားဟောတဲ့တရဏဂုံကိုးကွယ်ရာအစစ်ကဘယ်နှမျိုးပဲရှိတယ်သုံးမျိုးပဲရှိတယ်ဆိုရင်ပြိဿဘုရားတရားသံဃာကိုလည်းပန်းနေရေချမ်းနေစီမီတွေဆွမ်းနေနဲ့နေတိုင်းပူဇော်တယ်တရဏဂုံသုံးပါးမြဲတာခိုင်တာမှန်ပါတယ်ဒါဆိုရင်ဘုရားတရားသံဃာပဲလားမဟုတ်သေးပါဘူးဟောဒီဘက်ဒီဟိုဘက်ဒီဒီဘက်ဒီကိုလည်းအကုန်လုံးစုံအောင်ပူဇော်လိုက်တဲ့အခါတရဏဂုံတော့မပြတ်ပါဘူးတရဏဂုံမပြတ်ဘူးနော်ပြိဿဘုရားအဓိပ္ပာယ်မှားသွားမယ်အဲ့ဒါတွေကိုးကွယ်ရင်တရဏဂုံပြတ်သလားမပြတ်ဘူးဘာဖြစ်လို့မပြတ်တာလဲသိလားဖရာတရားသံဃာကိုမစွန့်သေးလို့မပြတ်တာဖရာတရားသံဃာကိုဟာတော်ပြီငါတို့အတွက်ကဥပမာတရုတ်ဘာသာအယူဝါဒနဲ့ဆိုရင်ဟုတ်လားလူမျိုးအယူဝါဒနဲ့ဟာတို့ကအံကုန်းမိုးတော်နဲ့ကွန်ရင်မယ်တော်ကပဲတို့ကိုကောင်းကျိုးပေးတာတော်ပြီဒီဖရာတရားသံဃာပယ်လိုက်ပြီဆိုရင်တော့ဒါတရဏဂုံပြတ်သွားပြီဟာလို့မဟုတ်ဘူးဟာဒီအံကုန်းတို့အမတို့ကွန်ရင်တို့ကလည်းတို့အဖိုးတို့အဖွားတို့အဖေတို့မိတို့လက်ထက်ကကိုးဝယ်ခဲ့တာပဲငါတို့မပေရုပ်သူ့အတူဘာတွေဟောနေထားမှာပဲဆိုရင်လည်းပြိဿရေတရဏဂုံကတော့မပြတ်ပါဘူးဟုတ်လားဒီဘက်ကကိုကြီးကျော်မနေလို့တို့ဟုတ်လားထားရင်လည်းတရဏဂုံကတော့မပြတ်ပါဘူးသို့တော့ပြိဿရေအိမ်ပေါ်မှာတရဏတွေများတာတော့မသိကြဘူးလားဖရာပူဇော်တယ်တရားပူဇော်တယ်သံဃာတော်ပူဇော်တယ်ဟောဒီဘက်မှာကြည့်လိုက်ပြန်တော့ကွန်ရင်မေတော်တို့အံကုံဘိုးတော်ကြီးတို့ခိုးကွယ်ပူဇော်တော့လေနေကြစီလေးနဲ့ရင်တွေချမ်းတော့တော့ပူဇော်တာပါပဲမပူဇော်ဘူးလားဒီဘက်ကြည့်လိုက်တော့ကိုကြီးကျော်ကြိုက်တတ်တဲ့ပလင်းလေးလည်းပါတယ်မန္နေလေးကြိုက်တတ်တဲ့ကြက်ဥလေးလည်းပါတယ်ဟုတ်လားကဲပြိဿကိုးကွယ်ပူဇော်တာကြတော့အတူတူဖြစ်မနေဘူးလားသို့တော့ဘုရားတရားသံဃာကြတော့ပေသလားမပေသမျှတရဏဂုံတော့မပြတ်ပါဘူးတဲ့ဟုတ်လားအဲ့တော့လည်းအံ့ဩဖို့ကောင်းတယ်ပြိဿရေဟိုတလုံးကလေကြက်တုပ်ဝေးတွေဖြစ်တဲ့အခါကျကြောက်ဥတွေဝယ်လို့ရရင်လားကြောက်တလုံး95ကျက်ဆိုတော့ကျွတ်တို့တာဂိတာကတော့ဒါဆင်းရဲသားတွေနေတာများတာဆိုတော့ကိုရင်လေး၄၅ပါးဆုံးခံကြွတဲ့အိမ်ကိုကျုပ်ကရောက်သွားတယ်ကြက်တော်နေလှိတာပကံမွေးငါးစားတဲ့ပကံ2ပကံလောက်ရှိတယ်ဟဲ့ဘာလို့လုပ်ဖို့လဲဘုံဘုံရဲ့တဲ့ဟိုဈေးတွေကလည်းကြီးနေတော့ကိုရင်လေးတွေကြက်ဥတုံလောင်းလို့တဲ့ကြက်ဥတလုံး95ကျက်ဆိုတော့တပည့်တော်အရင်တော့ကြက်ဥတလုံးကိုအလဲကနေ2ချမ်းခွဲတယ်ပြီးတော့တစ်ပါးတစ်ချမ်းလောင်းတယ်တဲ့အခုတော့မတက်နိုင်တော့ဘူးဘလို့လောင်းမလို့လဲလို့ဆိုအဲ့ဒီကြက်ဥကိုပြိဿကြီးတလုံးပြုတ်ပြီးတော့စီနဲ့ကြက်တော်နဲ့စီနဲ့ဖားနဲ့ရောမွေပြီးတော့အောင်မလေးကြက်ဥတုံလားကြက်တော်တုံလားတော့မသိဘူးလောင်းထည့်လိုက်တာကိုရင်လေးတွေကျုပ်စင်ဒီကိုရင်လေးတော့ကြောင်းရောင်ရင်တော့နှခမ်းနေဘယ်လောက်မြန်ပူဆက်ပူလောင်ဖြစ်လိုက်မလဲဟုတ်လားသူတို့ကြက်ဥကတလုံးကြက်တော်ကတစ်ပကံအဲ့တော့ကျုပ်ကလို့အေးပေါ်လေးလို့တရားတရားကလိုက်ချင်ပေမဲ့ငွေအင်အားမတက်နိုင်တော့95ကျက်ဆိုတော့လေကျုပ်လေးတလုံးကိုတော်လေး၄ပါးကိုခွဲစိတ်ပြီးတော့မှမကြည်ကြည်အောင်ခြေပြီးကြက်တော်နဲ့ရောလောင်းရတာအဲ့တော့သူ့အိမ်ပေါ်တက်ပြီးတော့ထိုင်လိုက်တော့ဟိုကြည့်ဒီကြည့်ကြည့်လိုက်တော့အောင်မလေးပြိဿရေဖះเจ้าဆောင်ပေးရတွဲလျားချနေတဲ့ပခက်တဲ့လက်တော်ဝါးလောက်ပဲရှိပါတယ်လက်တော်ဝါးလောက်ပခက်ပေါ်မှာရှိနေတဲ့မနှဲလေးလက်ညိုးလေးထောင်ထားသလောက်ရှိတာကြတော့အကောင်နဲ့ကြက်ဥတော်မလိုက်ဘူးသူကြတော့တလုံးအပြည့်ဟုတ်လားနေဥသားလေးဟာဘယ်ချိန်စားမဲမသိတဲ့မနှင်းလေးကြတော့တလုံးအပြည့်လူတယ်တကယ်စားနေတဲ့ခွင်လေးကြောင့်နေဥသားကြက်ဥတလုံးမှွေပြီးကြက်တော်နဲ့ကိုတုတ်ကျွေးနေတာဟာလို့ရောင်းမြန်ကြီးဖြစ်နေတဲ့ထင်တယ်စဉ်းစားပါအောင်လို့အဲ့တော့ကိုယ်လည်းစိတ်မရှိတာနဲ့မထူးကဲမမနဲ့ခမရစီပွားရေးထိခိုက်တယ်မောင်းမင်းနဲ့ကိုတော်လေးတွေအဆင်မပြေရော့ဒီတလုံးမှယူပြီးပြုတ်လိုက်လို့ဟာကိုကကိုယ်မနှင်းလေးနဲ့ငင်းငင်းယူပြီးတော့စုံပေးလိုက်ဟုတ်လားအဲ့ကျအမလီဖုံဖုံရင်ဒုက္ခပဲကြောက်တာဟုတ်လားကြောက်ရင်ငါကြောက်မနှင်းလေးမကြောက်နဲ့လို့ငေါ့ရင်ငါအရင်ငေါ့မှာလို့ဟုတ်လားမနှင်းလေးကနောက်မှငေါ့မှာလို့ဟုတ်လားအဲ့တော့ပြည်သက်ကိုးကွယ်နေလိုက်တာအိမ်ပေါ်မှာမစုံဘူးလားစုံပါပြီဆိုတဲ့ကအဲ့ဒီတရဏဂုံဟာပြည်သက်ရင်ခိုင်မာတဲ့တရဏဂုံဖြစ်ပါမလားဒီကနေ့ဒီအချိန်ဘုရားတရားသံဃာကိုပူဇော်ကိုးကွယ်နေပေမဲ့နောက်တနေ့နောက်တစ်ချိန်မှပြည်သက်ရင်မိမိရဲ့ကောင်းကျိုးတစ်ခုလောက်ကိုအကျိုးတစ်ခုပြလိုက်တယ်ထင်ရင်တခြားသောကိုယ်ဝေရတွေကတရဏဂုံနေရာမှာနေရာယူသွားတတ်ပါတယ်။ဒါကြောင့်တရဏခမနကိုယ်ဝေရအစစ်လို့ယုံကြည်သွားပြီဆိုရင်ဖရာတရားသံဃာကိုမပယ်သေးတဲ့အတွက်ကြောင့်တရဏဂုံတော့မပြတ်ပါဘူးတဲ့သို့တော့ဘာနဲ့တူလဲဆိုရင်အခုဒီရှိရပန်းလေးတွေပြိဿလမ်းနေတော့မလှဘူးလား။ကဲမနေ့ကတပတ်ကနေပူမိသွားရင်လမ်းမအောင်မလား။ညှိုးသွားရင်ဒုပရိသဓာတ်ပုံရိုက်ချင်မှမလားဒါဓာတ်ပုံမြန်ပြောဒကမကြီးဒီပန်းလေးပန်းဒီပန်းပန်းဒီနေ့ထိုးတဲ့ကဏ္ဍပေါက်မှာလို့ပေးကြည့်ပါလားပ
ပြိဿအိုက်ပန်းကိုပန်းသားပန်းမယ်အမလေးဘုန်းကြီးရဲ့ပန်းပေးတာတော့ပန်းအညှို့ပေးတယ်အလန်းလေးပေးပါလားတဲ့အတင်းတုံးမှာဟုတ်လားဒီတော့ပန်းဆိုတာညှို့ရင်လှတာလားလမ်းရင်လှတာလားလမ်းရင်လှတာအဲ့တိုင်းပဲပြိဿရဲ့တရဏဂုံမပြတ်တော့လည်းပဲအဲ့ဒီတရဏဂုံဟာလက်ဆက်သေးရဲ့လားညှို့သွားတဲ့ပန်းနဲ့မတူဘူးလားဘာဖြစ်လို့လဲဆိုတော့ဘုရားလည်းကိုယ်ွယ်ပါ၏တရားလည်းကိုယ်ွယ်ပါ၏သံဃာလည်းကိုယ်ွယ်ပါ၏ယရဏသုံးပါးတော့အစ်စ်ကိုယ်ွယ်နေတာမှန်ပါတယ်ယရဏသုံးပါးသာလည်းကိုယ်ွယ်ရာအစ်စ်ရဲ့လို့အပြည့်အဝမယုံကြည်တဲ့အခါဟိုဟာဒီဟာတွေအကုန်လုံးကိုယ်ွယ်လိုက်တော့တရဏဂုံတော့ရှိပါသေးတယ်တို့တော့ညှိုးနေပြီတရဏဂုံမှာဖြစ်သွားလဲပြတ်တော့မပြတ်သေးဘူးညှိုးနေပြီညှိုးပြီဆိုတဲ့ကပြိဿရဲ့ပန်းဟာညှိုးပြီးရင်ရေပေးခြင်းတလောက်ပေးမြေဩဇာပေးခြင်းတလောက်ပေးလမ်းမအောင်မလားမလမ်းတော့ညှိုးပြီးရင်ဘာဖြစ်မလဲ6မယ်6ပြီးရင်ဘာဖြစ်မလဲကျွေကြသွားမှာပဲဒါပဲရှိတော့တယ်အဲ့ဒီအတိုင်းပဲတရဏဂုံဆိုတာပြိဿရဲ့ဖရာတရားသံဃာအစ်စ်ပင်းလို့၃မျိုးတည်းမရှိဘဲနဲ့တခြားဟာတွေရောပါလာရင်တဲ့တနေ့ကျရင်အဲ့ဒီတရဏဂုံဟာမညှိုးသွားနိုင်ဘူးလားညှိုးပြီးရင်မ6သွားနိုင်ဘူးလား6ပြီးရင်မကျွေသွားနိုင်ဘူးလားအဲ့တိုင်းပဲအစာတွေကဘုရားတရားသံဃာယနာမြတ်သုံးပါးကိုကိုယ်ွယ်ရာအစ်စ်ပါတခြားဟာဘာမှမရှိပါဘူးလို့မပြတ်သားတဲ့သရတရားနေသွားတဲ့အခါသရတရားကလည်းနေတဲ့ပညာတရားကလည်းနေပြီဆိုရင်တဲ့တစ်ချိန်ချိန်မှာပြိတ္တိအဲ့ဒီတရဏဂုံပြတ်နိုင်ပါတယ်မပြတ်နိုင်ဘူးလားဒါကြောင့်တရဏဂုံဟာဒီကနေ့မြဲတယ်ထင်ရပေမဲ့မနက်ဖြန်ပြတ်စည်းတဲ့ဘဝလွယ်လွယ်လေးနဲ့မရောက်နိုင်ဘူးလားရောက်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကတရဏဂုံပြတ်ခြင်းရဲ့အကြောင်းကို2မျိုးဟောလိုက်တယ်အဲ့ဒါဘာလဲဆိုရင်မိစ္ဆာဒိဋ္ဌိအယူဝါဒကိုပြောင်းသွားခြင်းနဲ့တခြားကိုယ်ွယ်ရာတွေကိုခြေစုံပြည့်ကိုယ်ွယ်လိုက်ခြင်းကတရဏဂုံပြတ်ခြင်း1မျိုးနံပါတ်2ကဒီဘဝကနေသေသွားပြီဆိုရင်လည်းအဲ့ဒီသူသေတာနဲ့တပြိုင်နက်တည်းတရဏဂုံပြတ်စည်းသွားပြီဆိုတော့တရဏဂုံပြတ်တဲ့ဟာပြိဿဘယ်နှမျိုးရှိလဲသေပြီးသွားရင်ပြတ်တဲ့တရဏဂုံကငရဲကြီးပါမလားသေသွားမှတော့ပြိဿဒီတရဏဂုံစိတ်ကိုသူခံယူနိုင်မှာအောင်မလားဒါကသူတဘာဝအတိုင်းပြတ်တဲ့တရဏဂုံအဲ့လိုမဟုတ်ဘဲနဲ့ဘုန်းကပြောသလိုဖရာလည်းချမ်းသာပြီးတာပဲတရားလည်းပြီးတာသံဃာလည်းပြီးယုံပါတယ်မယုံလို့မဟုတ်ပါဘူးဒါပေမဲ့လို့ဒီပုဂ္ဂိုလ်တွေကလည်းပဲစောင့်ရှောက်နေတာဆိုသူတို့လည်းပဲပယ်လို့မရဘူးဆိုတဲ့အခါကျတော့ပြိဿရဲ့မိစ္ဆာဒိဋ္ဌိပဲနည်းနည်းလေးຫນွေမသွားဘူးလားအေးအဲ့ဒါအဲ့ဒီအလိုအနွယ်လေးကနေစလိုက်တော့တခါတခါမှဘာသာကြားအထိထိညာလက်ထက်ပေါင်းလေးလိုက်တဲ့အခါဘာသာကြားနဲ့ပေါင်းပြီးလို့ဘာသာအယူဝါဒပြောင်းသွားပြီဆိုရင်အရှင်လက်လက်ကြီးနဲ့တရဏဂုံမပြတ်ဘူးလားပြတ်တယ်ဒါကြောင့်တရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်အပေတကားပိတ်တယ်ဆိုတော့အခုတိကျနားထောင်လိုက်တော့လွယ်သေးရဲ့လားဒီတော့ပြိဿကိုပြန်ဆက်ငါရဲ့တရဏဂုံသည်ဘုရားတရားသံဃာယနာမြတ်သုံးပါးကိုသာလျှင်ကိုယ်ွယ်ရာအစ်စ်လို့ယုံကြည်ထားတာဟုတ်ရဲ့လားဘုရားတရားသံဃာယနာမြတ်သုံးပါးကနေတခြားဟာတွေကိုလည်းပဲယုံကြည်စွာကိုယ်ွယ်နေသေးတယ်ဆိုရင်ငါတရဏဂုံမပြတ်ပင်မပြန်ညာတော့လဲညှိုးနေတဲ့ပန်းလေးလိုပါပဲတရဏဂုံကလမ်းဆန်းသေးရလားမလန်းဆန်းတော့ဘူးဒါကြောင့်ဒုပရိသတ်အပေတကားပိတ်ချင်ရင်တရဏဂုံဘာဖြစ်လဲညေရခံရမယ်ဘာအကြောင်းနဲ့မှဖရာကိုခြေစုံမကံမိစေနဲ့တရားကိုခြေစုံမကံမိစေနဲ့သံဃာကိုခြေစုံမကံမိစေနဲ့အဲ့ဒီ3မျိုးတစ်မျိုးကိုပယ်လိုက်ပြီဆိုတဲ့ကတရဏဂုံရှိသေးလားတရဏဂုံဘယ်နှပါးလို့ပြောတယ်အဲ့တော့ပြိဿရဲ့တရဏဂုံ3ပါးရှိတာဟာဘုန်းကြီးတဲ့ငါလည်းတော့မတည့်ဘူးဖရာနဲ့တရားပဲပူဇော်တော့မယ်ဆိုရင်တရဏဂုံကပြည့်သေးရလားမပြည့်ဘူးဘုန်းကြီးဆိုတာလည်းပုထုဇဉ်ဆိုတော့ဒကာနဲ့ဘုန်းကြီးနဲ့မတည့်တာရောမကြဘူးလားရှိတယ်ပြိဿရဲ့ဘုန်းကြီးနဲ့မတည့်လို့အရင်တုန်းကတော့ဒုဖုံနဲ့ဟာလားဗဇက်နဲ့အပြည့်ခေါ်နေပြီးတော့မတည့်လဲအခါကျဆိုင်တော့ဘူးဟုတ်လားဘုန်းကြီးပြောင်းမယ်ကြောင်းမယ်ဆိုပြိဿရဲ့အဲ့ကြတော့ပြိဿရဲ့ဘုန်းကြီးကသူ့ဟာသူကြောင်းမှသူ့အလုပ်သူလုပ်ပြီးတော့နေခဲ့တာဒီဘုန်းကြီးကိုမကျေနပ်တဲ့တကွက်နဲ့မကိုးကွယ်တော့ဘူးဆိုတဲ့နောက်ပိုင်းမှာဒီဗဇက်ကငြင်းနေရလားအဲ့တော့မငြင်းမနေဘူးဆိုတဲ့ပြိဿရဲ့အမှန်တိုင်းပြောကြည့်လူတယောက်ကမေးမယ်နင်တို့ဘုန်းကြီးစီမသွားတော့ဘူးလားဆိုရင်ကိုအဆိုးလို့ပြောမလားဘုန်းကြီးအဆိုးလို့ပြောမလားအမလီအဲ့ဒီဘုန်းကြီးကလေးဘလို့နေတာဘလို့ထိုင်တာဘလို့ပြောတာဘလို့ဆိုတာဘလို့လုပ်တာအမလီပြောထည့်လိုက်တာ229သိက္ခာပုဒ်တဘုံမှမကြံတော့ဟုတ်လားသူ့5ပါးကြည့်လိုက်တော့ပြိဿရဲ့5ပါးကစွန်းအောင်နေသေးတယ်ဟုတ်လားအဲ့တော့ပြိဿရဲ့ဘ
ဘုန်းကြီးနဲ့ပြဿနာအဲ့ဒီလိုစလာပြီးတော့တချို့ကဘာပြောလဲဒကမာကြီးတရားဥစဉ်ကိုပြောဘူးတဲ့တော်ပြီးတဲ့အရိယာသံဃာပဲကိုးကွယ်တယ်မယ်တဲ့တပည့်တော်ပုထုဇဉ်သံဃာမကိုးကွယ်တော့ဘူးတဲ့တရဏဂုံ၃ပါးထဲမှာနံပါတ်3ကတော့အရိယာသံဃာပဲထည့်ထားတယ်တဲ့အရိယာသံဃာဆိုတာကသိနိုင်ရဲ့လားမသိနိုင်မှတော့ပြိဿဘာကိုးကွယ်မလို့အဲ့ဒါတော်သေးတာပေါ့ဟုတ်လားအညာဘက်မှာတော့ပုံမြင်တစ်ခုကြားဘူးလေဟုတ်လားပုံမြင်တစ်ခုကြားဘူးလေတခါတယောက်အာကိုရရှာတာပြောပါတယ်ဘုန်းကြီးကဟိုဘက်ရွာအလူသွားတဲ့အခါဟိုခေတ်ကပြိဿကြီးအခုလိုမော်တော်ဆိုင်ကယ်တို့စိုက်ကားတို့ကမပေါ်သေးတော့ဘုန်းကြီးတွေကလှဲနဲ့ပဲသွားကြတာဟုတ်နွားလေးနဲ့သွားတော့ဟိုကလည်းနေစိုးမိပြနေတာနာယီကလည်းကြည့်17နာရီထိုးနေပြီဆိုတော့ဘုန်းကြီးကဟဲ့ကောင်မြန်မောင်းပါကွာ17နာရီထိုးတော့မယ်ငါဆုံးငတ်လိမ့်မယ်ကွာဟဲ့ကောင်ဘုံမရဲ့နေဘူးလို့ကနွားလေးတွေတနာပါလေအမြုပ်ထွက်နေဖြည်းဖြည်းပေါ့ဗျာလဲသမားလည်းသူ့နွားတနာတော့ညာပြီးမောင်းတယ်ဘုန်းကြီးကဟဲ့ကောင်17နာရီ10မိနစ်ရှိပြီကွာမောင်းပါကွာဘုံမရဲ့ရောက်တော့မှမပြီးပြန်မောင်းပါကွာကြာတော့ဘုန်းကြီးကစိတ်မကြောက်ကဲဖယ်စမ်းပါကွာမင်းဥစ္စာကြားတာငါမောင်းမယ်ဆိုတော့လည်းကျိုးနဲ့လည်းကန်ယူတော့ပြီးတဖြောင်းဖြောင်းနဲ့နွားတွေရိုက်တော့နွားတွေကဝုန်းနဲ့ပြီးအမြုပ်တွေထွက်နွားလေးတွေကမောနေတော့လေတကားကြည့်ပြီးတော့အမလီတပည့်တော်နွားလေးတော့သိပါပြီဗျာဘုံတို့လိုဘုန်းကြီးတွေကကိစ္စပြီးတပည့်တော်ဒီနွားနှကောင်နဲ့လှုပ်စားနေရတာအတင်းဖက်ပြီးတော့ငိုတဲ့ကဘုန်းကြီးဟာအလုံးရှုပ်တယ်ကွာဆိုနွားတွေပြီးလူကလက်ရဖြောင်းဖြောင်းနေအဲ့တော့နွားလဲနာလူလဲနာဆိုတကားဘာမှမတက်နေတော့ဘုန်းကြီးခြေလုံးဖက်ပြီးတော့အမလီယရဏနှစ်ပါးကေတော်မူပါဗျာယရဏနှစ်ပါးကေတော်မူပါဗျာနဲ့အာရပါရနဲ့ဩဆုတောင်းနဲ့ဘုန်းကြီးကရိုက်တယ်ရက်ပြီဖတ်တယ်ဒီကောင်ယရဏနှစ်ပါးဟဲ့ကောင်ယရဏသုံးပါးကြီးကဘာနှစ်ပါးကေတော်မူလို့လဲဟိုနှစ်ပါးကေဖို့မရှိဒီတစ်ပါးဆောနေပြီဗျာဟုတ်လားအဲ့တော့ပြိဿကြီးတရဏဂုံကဘယ်နှပါးရှိတာလဲကိုနဲ့တဲ့တယ်မတဲ့တယ်ဘယ်နှပါးလဲတဲ့တော့၃ပါးမတဲ့တဲ့အခါကျမှ2ပါးပဲသွားမလုံးနဲ့ဟုတ်လားတရဏဂုံဆိုတော့ပြိဿအမတ်တမဲ့နေရင်တော့ခိုင်တယ်လို့ထင်ရတယ်အေးသိချာခရုစိုက်လိုက်တော့ပြိဿကြီးပြက်ဖို့မလွယ်ဘူးလားလွယ်တယ်ဒါကြောင့်ကိုယ်ွယ်မှုတွေကြောင့်လည်းပြတ်တတ်ပါတယ်ဆက်ဆံရေးတွေကြောင့်လည်းပြတ်တတ်ပါတယ်ဒါကြောင့်ဘယ်အကြောင်းနဲ့မှမပြတ်ဖဲနဲ့ဟောဒီတရဏဂုံကိုသေသည့်ကာလတန်အောင်မြဲတယ်ခိုင်တယ်ဖရာသာလင်တရားသာလင်သံဃာသာလင်တပည့်တော်တို့အတွက်ကိုယ်ွယ်ရာအစ်စ်ဖြစ်ပါတယ်တခြားဘာမှမရှိပါဘူးလို့နှုတ်ကလည်းဆိုစိတ်ကလည်းဒီတို့သေသည့်တန်အောင်တည်သွားမယ်ဆိုရင်ပြိဿသေချာပေါက်အပေတကားပိတ်ပါပြီကဲအပေတကားပိတ်ဖို့ရန်အတွက်လွယ်သလားခက်သလားဘာဖြစ်လဲမေးကြည့်လိုက်တာလေဖြစ်နေတဲ့ပွိုင်းဖမ်းလိုက်တာခက်ပါတယ်တဲ့သိသားပဲအစတည်းကမကျင်တဲ့ဘုန်းကြီးဘယ်နှမရှိနေလို့နော်ပြိဿစဉ်းစားတကယ်လိုက်နိုင်ရင်ခက်သလားဘုန်းမြတ်စွာဘုရားကမိန့်ထားတယ်ကိုယ်ွယ်ရာအစစ်ဆိုတာဘုရားတရားသံဃာ၃ပါးသာရှိတယ်ငါတို့မသိလို့ကိုယ်ွယ်နေတာမနှက်ဖန်ကြရင်သူ့နေရာသူပို့လိုက်တော့မယ်အိမ်ပေါ်မှာဘုရားကျောင်းဆောင်ကလွှဲရင်ဘာမှမထားတော့ဘူးလို့ဆုံးဖြတ်ရဲပြီလားကိုတော်များလူမိုင်ငားလို့ရရင်တပည့်တော်တို့ငှားခြင်းနဲ့ကိုယ်တိုင်ကြွားပြီးတော့အလူခံတော်မူပါရပါတယ်ခေါ်လိုက်ပါလာပါမယ်ဟုတ်လားအဲ့တော့ပြိဿစဉ်းစားဒါကြောင့်တိတရဏတဲ့တရဏဂုံမြဲဖို့ခိုင်ဖို့မကြိုးစားရင်လွယ်ပါမလားမလွယ်ဘူးကဲတိတရဏတရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်တွေအပေတကားပိတ်ပါပြီဆိုရင်နံပါတ်1က5သီလတဲ့ပြိဿရဲ့လူတွေစောင့်ရှောက်ရမယ်အမြဲတမ်းစောင့်ရမယ်သီလဘယ်နှပါးရှိလဲဘယ်နှပါး5ပါးဘုန်းကြီးတွေအမြဲတမ်းစောင့်ထရမယ်ဝိနည်းသိက္ခာဘုဘယ်လောက်ရှိလဲ220ခုနှစ်သွဲနှုတ်လိုက်တော့ဘယ်နှပါးကျန်လဲ222ပါးဒါအမှန်ပြောတာတော့အတိတ်ကောက်မနေနဲ့ဟုတ်လားဘောမလေးနှစ်လည်းပြောတယ်ဟဲ့နှစ်ခုလည်းပြောတယ်ဟဲ့ငါလည်းပြောတယ်ဟဲ့ရှောက်လုံးမနေနဲ့ဟုတ်လားဘာဖြစ်လို့ကျုပ်ကပြောတာလဲဆိုရင်အခုပြီးခဲ့တဲ့ဥစဉ်3ရက်4ရက်2ရက်ကကင်းပြီးနဲ့ရွှေခွန်းညင်ကြီးကူမှာဟောခဲ့တာညင်ကြီးကူဒီပါရွှေခွန်းမှာဟောခဲ့တာဥစဉ်ကိုဒကမာကြီးတွေဆုံးကတ်တာလေး3ရက်တရားဝဲ3ရက်ကိုလူကတ်တာဘယ်လို့မှဆုံးတကမလောက်တဲ့အခါကျတော့ဒကမာကြီးတယောက်ကဘုံဘုံတပည့်တော်ဘုံဘုံမကတ်ရရင်မပြန်ရဘူးနော်တဲ့ဘုံဘုံက4လုံးလုံးဒီကဘိန်းဖောက်ထားမှာဟာဒုက္ခပဲဟင်းလို့အဲ့တော့ဒကမာကြီးကဲဟိုမှာဖန်အန်ကလည်းနေဆုံးပင့်ထားတယ်လို့ဖန်အန်ကနောက်မှရောက်မဲ့နေရနောက်မှကြည့်ရှင်းမယ်ဗျာလို့ခမရကျုပ်ကိုသဘောစကားဆုံးကတ်9နာရီကတ်ဗျာ9နာရီခမရအိမ်မှာဖုံးပေးပြင်ကျုပ်ဟိုဘက်ဆက်မောင်းလိုက်မယ်ကားကိုဂျုံမောင်းသွားရင်ဘိုက်ချောင်သွားလိမ့်မယ်ဆိုရတယ်တဲ့ဖုံးပေးရင်ပြီးတာပဲဟုတ်လား9နာရီကတ်တယ်9နာရီကြည့်ပြီးပဲဦးဇင်းကဆုံးဖုံးပေးတယ်ဆုံးဖုံးပေးပြီးတော့လေဟိုမှာတကားတကမနဲ့ဘုန်းကြီးနဲ့ဆိုရင်တခါကျရင်ငင်းငင်းရအောင်ကျက်ဖန်လောက်ရတာထည့်กว่าလို့ဦးဇင်းကိုမျက်စိမိတ်ပြတယ်ဟဲ့ကောင်နောက်ပွဲရှိတယ်တော့အများကြီးတုံရမထည့်နဲ့ဆိုဦးဇင်းကလည်းအလျှော့လွန်သွားတာလေးစုံပဲစားရသေးတယ်ကြာစံညောကကုန်သွားတော့ဓမ္မကြီးဘုံဘုံတော့အမလီအခုလေးစုံကအစမ်းပဲရှိသေးတယ်လို့ဟုတ်လား
ကိုစုံပြအောင်စားကိုစားမှထဲအောင်ဆိုဟုတ်လားအဲ့တော့သူကပြောတယ်နောက်တနေ့ကျတော့ဦးဇင်းကလည်းရောက်လဲရောက်တော့ဖန်လဲရောက်သူကလိုက်တာတယ်အမလီဘုံဘုံရေးနေလာလူတာဟာမျက်နှာပူပူကောင်းလဲဟိုမှလည်းမလူလို့မဖြစ်ဘူးတဲ့ကိုတော်ပဲအတိတ်ပေးခဲ့တဲ့လေတဲ့လေးစုံမဲ့ရှိသေးတယ်နောက်တော့ကိုစုံပြအောင်ဖုံးမေးအောင်မယ်ဆိုတော့လေကိုထုတ်ထည့်လိုက်ထားတယ်ဟုတ်လားဟုတ်ကဲ့ခင်ဗျားဥစ္စာကျုပ်ပြောတာကကျုပ်ဟာကျုပ်တကယ်သားခဲ့တာပြောတယ်ဘယ်နဲ့လေးကိုထိုးထည့်လိုက်တာလဲဆိုနောက်မှတပည့်တော်တို့လေးတဲ့တိမ်ဝါလုံးပေါက်တာလေလေးနဲ့ကိုထိုးထည့်လိုက်တာတဲ့ဩကိုဟာကိုတကယ်ကိုပဲလေးစုံမဲ့ရှိသေးတယ်ကိုစုံပြအောင်ဖုံးမေးအောင်မှထားအောင်မှနဲ့သူကျင်တဲ့အောင်ပြောတာအဲ့ဒါသူကဒါဘုန်းကြီးအတိတ်ပေးတာလေးနဲ့ကိုပဲဆိုခေါ်ထည့်လိုက်တော့ပေါက်ရောအဲ့ဒါပေါက်တာကကျမ်းမှန်ပေါက်တာပြိတ္တာဘုန်းကြီးလည်းဘာမှမဆိုင်ဘူးကိုကလည်းသိလည်းမသိဘူးပေးလည်းမပေးဘူးဟုတ်လားအဲ့တော့အခုလည်းပဲယဟန်သိက္ခာဘုတ်ဘယ်လောက်ရှိလဲလူသီလကနှုတ်လိုက်တော့222ပါးခွာတယ်222ပါးကိုကွာနေတဲ့ဘုန်းကြီးတစ်ပါးကကိုယ်အိမ်ရှိမှကြွလာရင်ပြိတ္တာပုံမကြပတ်မကြရိုင်ထိုးကြွလာရင်စိတ်ထဲမှာဘယ်လိုခံစားရလဲမလီဘုန်းကြီးတွေကလည်းသိက္ခာမရှိတော့တို့သိက္ခာကြတယ်ဗုဒ္ဓဘာသာတွေသိက္ခာကြတယ်ကိုကျင်တရားလည်းမကောင်းဘူးနဲ့ပြိတ္တာမပြောဘူးလားကောင်းပါတယ်ဒါတော့မကောင်းတာမြင်လို့ပြောတာပြောပါသို့တော့အဲ့ဒီဘုန်းကြီးကိုကျင်တရားပျက်စီးသွားတာကြည်ပြီးတော့ကျန်တဲ့ဘုန်းကြီးတွေပါရန်ကြီးပန်းတာရောမရှိဘူးလားရှိတတ်တယ်နောက်ဆုံးအနှစ်ချုပ်လိုက်တော့ပြိတ္တာဘုန်းကြီး229လွယ်တာကိုကသွားပြောနေတာကို9ပါးလေးတွက်ကြည့်တာကဲပြိတ္တာနံပါတ်1အပေတကားပိတ်တဲ့ပုဂ္ဂိုလ်က9ပါးသီလတစ်သက်လုံးမြဲတဲ့ခိုင်တဲ့လုံခြုံတဲ့ပုဂ္ဂိုလ်အပေတကားပိတ်တယ်ကဲလူသီလဘယ်နှပါးရှိလဲ9ပါးနံပါတ်1ကိုယ့်အကိုပဲရည်လိုက်ပါမယ်ခင်ဗျားတို့မေးရတာတအားကြတာဟုတ်လားဘာနာတိဘာတာအဒိနာဒါနာကာမေသုမိစ္ဆာဇာတာမုတ္တဝါဒသုရာမေရယဘယ်နှပါးလဲကဲမှန်ပြောမိုးရိပ်တော့မရှိပါဘူး9ပါးသီလနေတိုင်းလုံသလားမလုံဘူးဟမ်မလုံဘူး